Akais mi ba. Ini Korea ma Seoul night ပေါ့နော် Seoul ဆိုတာဟို Korea ရဲ့ဟို New Year ပေါ့ဗျာကျွန်တော်တို့တကြံပြီးရင်အဲ့လိုနှစ်ဆန်းတရက်နေဆို New Year ပေါ့အဲ့လိုမျိုးအဲ့တော့ဒီနေ့ကျွန်တော်တို့ကကျွန်တော်အမျိုးသမီးရဲ့အဖေအိမ်ကိုသွားမယ်ပြီးသွားရင်သူတို့ရဲ့အဖိုးအဖွားတွေကိုခါတော့ပြုမယ်ပေါ့နော်ပြီးသွားရင်လူကြီးတွေနဲ့ဟိုစားတောက်မယ်ပြီးသွားရင်ပျော်ရွှင်လူစကားမိသားစုအစုံကြမယ်ပေါ့နော်ကျွန်တော်တို့သူတို့ရဲ့ Korea ရိုးရာပုံစံလုပ်ကြမယ်ပေါ့ဟုတ်ဒီနေ့သွားပါမယ်ဒါကတော့ကျွန်တော်တို့မသွားခင်လေးပေါ့နော် Starbucks မှာ coffee နဲ့ breakfast နဲ့ဝယ်ရတာပါဒါကတော့အင်ချုံးမှာရှိတဲ့တင်းချိုင်းပေါ့နော်ဒီတင်းချိုင်းမှာဆိုရင်ကျွန်တော်အမျိုးသမီးရဲ့အဖိုးနဲ့အဖွားကိုမြုပ်ထားတာပေါ့ကျွန်တော်တို့အရင်ဆုံးအဖွားကိုအရင်ဆုံးသွားကြည့်ရပါတော့အဖွားရဲ့အုပ်ကိုဆိုပေမဲ့လည်းပြအိုးကိုယူပြီးတော့ဒီလိုမှန်ပေါင်းထဲမှာထည့်ထားတဲ့အုပ်ကိုပေါ့နော်ကိုရီးယားမှာမြေနေရခက်ခဲဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကမြေလဲစီးကြည့်တဲ့အတွက်ကြောင့်မလို့အုပ်ကိုတွေကိုပြရိုးယူပြီးဒီလိုမှန်နေတဲ့မှာအုပ်ကိုပုံစံလောက်ထားတာပေါ့နော်အခုတခါကတော့အဖိုးရဲ့အုပ်ကိုတွားကြည့်မယ်ပေါ့နော်အဖိုးနဲ့ဖွားနဲ့တင်းချိုင်းတူပေမဲ့လည်းထားရတဲ့အုပ်ကိုချင်းကစားဆောင်ချင်းကမတူတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခုအဖိုးကိုနောက်မှတွားကြည့်ရပါဒါကတော့အဖိုးကိုထားအုပ်ကိုထားရတဲ့အဆောက်အုံမှာChristian ဆိုဒီလို plus sign ပေါ့နော်ဥပမာဆိုရင်ဗုဒ္ဓဘာသာဆိုရင်ဒီလိုမျိုး sign ပေါ့နော်အကယ်လို့ဘာသာမရှိဘူးဆိုရင်တော့ဘာသာမဲ့ဆိုရင်တော့ဒီလိုဘာမှ sign မထားဘူးပေါ့နော်ဘာသာပေါင်းစုံအကုန်လုံးဒီမှာထားတာပေါ့ပြီးအားလုံးကြည့်လိုက်ပေါ့နော်ဒီမှာဆိုရင်မွေတဲ့တက်ကလေးပေါ့နော်ဥပမာဆို1924မှာမွေတယ်ပြီးသွားရင်2019မှာဆုံးတယ်ပေါ့ဒီမှာ2019မှာဆုံးတဲ့လူတွေရဲ့အားလုံး2019မှာဆုံးတာဟိုမှာကျွန်တော်အမျိုးသမီးညီမသူတို့လည်းအဖိုးကာရောပြုပြီးသွားရင်မိသားစုလေးတွေကဒီမှာလိုမျိုးဓာတ်ပုံလေးတွေလာထားတယ်ပြီးပန်းလေးနဲ့ဒီမှာဆိုဒီမှာကျွန်တော်တို့ drama ထဲမှာတော့မြင်ကြပါတော့ဒီလို frame လေးတွေနဲ့လာထားကြတာဒီရဲ့ပုံလေးတွေအဲ့လိုလာထားကြဒီမှာကတော့ကျွန်တော်တို့ solar ဆိုရင်တောက်ကူဆိုပြီးတော့စားတယ်ပေါ့နော်အဲ့ဒါမှာသူတို့ ingredient တွေလာအများကြီးပေါ့မှာအတော်နှစ်ယောက်ချက်နေပါတယ်အတော်ရဗီဒီယိုရိုက်မယ်ဆိုတော့မသိခဲ့ဘူးเนาะဒီဗီဒီယိုရိုက်မယ်ဆိုတော့သိခဲ့အကျိုးပြောပေါ်တော့သူတို့အရင်ဆုံး make up တွေလိမ့်လာမယ်ဆိုပြီးတော့နောက်နေရပါကျွန်တော်အတော်ရချက်ပြုတ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ယောက်ျားလေးတွေကလိုတာခုန်ခင်းတာတို့ဘာလို့လုပ်ပါတယ်원래 사이돌은 대접을 받아야 되는데 무엇이냐? 유튜브냐? 유튜브냐? အတော်ကနှစ်ကူးညတရက်မတိုင်ခင်ကြိုလောက်လာတယ်ကင်ချီလက်ဆက်ပါနော်အခုကတော့ကျွန်တော်ဦးနာပြောရဲပေါ့နော်တောက်ကို ready ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အခုကျွန်တော်စားဖို့အတွက်ကိုအဲ့ဒါတောက်ကိုတွေကိုစပွဲပေါ်ချနေတာပါအခုစားပြီးတော့ပေါ့နော်ရာသီဥတုကလည်းအေးအေးလေးဆိုတော့တောက်ကိုအရန်ကိုတောက်လို့ကောင်းပါတယ်တောက်ကိုစိမ့်လေးနဲ့ပေါ့နော်ကင်ချီဆက်ချင်းလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်ခုနကကျွန်တော်တို့စားလိုက်တာဟိုကလေတောက်ကူလို့ခေါ်တယ်သူကဟိုတိုပိုကီလောက်တဲ့တော့ပေါ့နော်အဲ့တိုပိုကီလောက်တဲ့ကျွန်တော်ဆန်ဟိုအချောင်းလေးအဲ့ဒါကိုပဲသူကချက်ဦးနဲ့ခောက်ပြီးတော့ဟိုဆွပြုတ်လောက်ထားတာပေါ့နော်ဆွလုပ်ထားတာအဲ့ဒါကဒီသူတို့ New Year မှာဆိုရင်ဒါသူတို့ရိုးရအနေနဲ့တောက်တယ်ပေါ့နော်အသက်တစ်နှစ်ကြီးရဆိုပုံစံဥပမာဆိုကျွန်တော်ဥပမာ28ဆိုရင်ဒါတောက်လိုက်ဟာဒါ New Year နှစ်ကူးအနေနဲ့ပေါ့ဒါ29ဆိုဖြစ်သွားပြီဆိုပြီးတော့အဲ့လိုအယူနဲ့သူတို့ကတောက်ကြတာပေါ့နော် second round အနေနဲ့ပေါ့နော်ဟိုကကျွန်တော်ချောင်းဆိုတာကျွန်တော် pancake လိုပုံစံမျိုးပေါ့နော်အဲ့ဒါအခုကျွန်တော် emo တွေပေါ့အတော်တွေကချက်နေ이거 받아오는 것도ကျွန်တော်ငါးကြိုက်တယ်သူတို့ငါး special 매운탕은 먹지? 네 매운 좋아요 미리 끓여놓는 거야 네 감사합니다ကျွန်တော်လဲပေါ့နော်ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းကူညီပါတယ်အသီးနှံဖြတ်ပါတယ်အသီးနှံဒီအားလုံး ready ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့အကျော်မှုတ်ကင်ကျုပ်ရယ်ပေါ့နော်ခလောက်ထားတဲ့ဟာတွေအမှစိန်ပြီးတော့ကျွန်တော်တို့အကျော်ပန်းထဲမှာကြော်ပါတယ်မိသားစုတွေအားလုံးဝိုင်းထိုင်ပြီးတော့ကျန်တဲ့လူတွေကတော့ကျန်တဲ့ဟာတွေပြင်ဆင်စရာရှိတာပြင်ဆင်ပေါ့နော်ဒါချက်ချေလို့ချက်ချေမိသားစုအားလုံးပျော်ရွှင်စားတော့ပြီးတော့ဗောနော်ကျွန်တော်ကိုရီးယားရိုးရာဂိမ်းတစ်ခုဖြစ်တဲ့ကျွန်တော် Yunori ဆိုတဲ့တက်သားတုပ်လေးနဲ့ဆော့ရတဲ့ဂိမ်းကိုဆော့ပြီးကျွန်တော်တို့ New Year ကိုအားလုံးပျော်ရွှင်နေဒီလိုပဲပြီးဆုံးခဲ့ပါတယ်